အားလုံးပဲမင်္ဂလာပါကျမနာမည်ကတော့အင်ဂျလာပါဆိုတော့ကျမကတော့ဒီနေ့ပေါ့နော်ဒီဗီဒီယိုလေးမှာဘာအကြောင်းပြောမလဲဆိုရင်US ကိုပေါ့နော်အလဲဗီဇာနဲ့လာတဲ့လူတွေ B1 လား B2 လားပေါ့နော်ဘယ်ဟာရွေးချယ်ရမလဲဆိုတဲ့ဟာကိုပြောပြမှာဖြစ်ပါတယ်ဆိုတော့အလဲနဲ့လာမဲ့သူတွေပေါ့နော်အထူးသဖြင့်ဥပမာ Facebook group တွေပါတယ်မှာဆိုကြည့်လိုက်ကွာဒီ business visa အရန်ခက်တယ်ဆိုပြီးတော့အများကြီးပဲပြောကြတယ်ရေးကြတယ်ရှိရပေါ့နော်ဆိုတော့basic visa အကြောင်းကိုကျွန်မအရင်ဆုံး intro လေးပြန်ပြီးတော့ပြောပြခြင်းတယ် basic visa မှာအမျိုးအစားနှစ်ခုရှိရပေါ့နော် B1 နဲ့ B2 နဲ့ဆိုတော့ကိုကအလဲနဲ့လာဖို့စိတ်ကူးပြီးတော့ visa ရှောက်မယ်ဆိုရင်ကိုရဲ့အလဲ visa ကဘယ်ဟာအတွက်လဲဆိုတော့အကြောင်းပြချက်ပေါ့နော်အဲ့လိုမျိုးဘာကြောင့်မို့အလဲလာချင်တာလဲဆိုတဲ့ဟာကိုခိုင်ခိုင်မာမာပြောပြနိုင်မို့လို့တယ်တကယ်လို့ကိုမှ reason ကောင်းကောင်းရှိပြီးသားဆိုရင်ဒီ visa ကမကြစရာအကြောင်းမရှိဘူးတကယ်ရတော့လေဆိုလိုတာကွာ officer တွေကလည်းသူတို့မှဒီပေးမဲ့ quota တော့ရှိမှာပဲကွာဘယ်လိုပဲနေဆိုတော့နော်ကိုကအရင်ဆုံးbasic ကို try မယ်လို့ဆုံးဖြတ်တယ်ဆိုရင်ဘယ် B1 နဲ့ B2 နဲ့ပါကွာလဲပေါ့နော်အဲ့ဒါကိုအရင်ဆုံးလေ့လာပြီးတော့ဘယ်ဟာကကိုယ်နဲ့ကိုက်ညီမယ်ဆိုတဲ့ဟာကိုအဲ့လိုမျိုးစဉ်းစားစေချင်တယ်ပေါ့နော်ဒီတိုင်းပဲကွာ agent တွေကိုတော့အပ်တယ်သူတို့ပြောတာအကုန်နားထောင်ပြီးတော့သူတို့ပြောတဲ့ package အတိုင်းအကုန်အပ်လိုက်တယ်အဲ့လိုမျိုးဘာမှမသိပဲနဲ့ပေါ့နော်အဲ့လိုမျိုးမလုပ်စေချင်ဘူးပေါ့ visa ဒီတချို့တွေကွာမအောင်ကြဘူးဆိုတာဒါကျမအပြစ်တင်တာမဟုတ်ဘူးပေါ့နော်ဘာမှကိုတိုင်းက effort မရှိကွာ agent ကိုအပ်လိုက်တယ် agent တောင်းတဲ့ဟာတည်းအကုန်ပြီးရပြီးတော့ကွာအခန့်သိ interview လေးတော့ဖြည့်ပြီးတော့ visa အောင်တဲ့လူတွေလည်းရှိမှာပေါ့နော်ဒါပေမဲ့အဲ့ဒါကြတော့ကွာအရန် is depend on ဘယ်လိုပြောမလဲကံကောင်းမှုကိုပဲလုံးဝ rely လုပ်လိုက်တဲ့အားမျိုးပေါ့နော်အဲ့ဒါမျိုးထပ်ဆိုင်ကွာဘယ်မျိုးစားကိုနဲ့ပို့ပြီးတော့ကိုက်ညီမယ်ဆိုတဲ့ဟာကိုစဉ်းစားနိုင်မယ်ဆိုရင်တော့ဒီအလဲနဲ့လာမယ်ဆိုရင်လည်းမဖြစ်နိုင်စရာဘာကြောင့်မှမရှိဘူးဆိုတော့ပေါ့နော် B1 ကကြတော့ဘာလဲဆို B1 ကဒီ business အလဲပဲပေါ့နော်ဒါပေမဲ့ तू က business visa လို့ခေါ်တယ်ဆိုတော့ B1 ကဘယ်လိုမျိုးအခြေအနေမှာ B1 ကိုရှောက်ရတာလဲဆိုရင် तू ကဒီယာယီ visa အမျိုးအစားဒါပေမဲ့ तू ကဒီ B1 ရဲ့ purpose ကစီးပွားရေးဆွေးနွေးမှုတွေလုပ်ဖို့ပေါ့နော် meeting တွေဒီ business တွေအဲ့ဒါတွေသွားပြီးတော့ပါဝင်မှုပြီး conference တွေတက်ရောက်နိုင်ဖို့ပေါ့ဥပမာကိုကကျောင်းသားကဘယ် student conference အတွက်သူကသွားကျင်တာတော့ပြောရရင်ကိုကဘယ်လိုပြောရမလဲresearch လုပ်နေကွာ research အတွက်ကိုစာတမ်းသွားဖတ်မှာတော့ဗောနော်အဲ့လိုမျိုး conference တွေသွားမျိုးပေါ့ပြီးွားရင်ကြတော့ကဒီစာချုပ်ဆိုတာတော့ကိုကဒီကိုရဲ့ business အတွက်ကိုသွားပြီးတော့ contract execution ရှိလို့ကွာစာချုပ်ဆိုဖို့သွားတာတွေပြီးွားရင်သူတေသနာအတွက်ပေါ့နော် short term basis လိုအပ်လို့အတွက်ကိုကသွားတယ်ဆိုတဲ့ဟာတွေပြီးွားရင်တော့ခဏတစ်ဖြုတ်ပေါ့နော်ကိုရဲ့ professional နဲ့သက်ဆိုင်တဲ့လုပ်ငန်းအမျိုးအစားတွေကိုသွားပြီးတော့ကိုကဘယ်လိုပြောမလဲသွားပြီးတော့ basis ပေါ့နော်အဲ့လိုမျိုးအလဲသွားမျိုးပေါ့အဲ့ဒါမျိုးဆိုရင်ဒီ B1 နဲ့ရှောက်ရင်အဆင်ပြေတယ်ပေါ့နော်ပြီးွားတော့နောက်ပြီးကြရင်ပြပွဲသွားမှာပေါ့ကိုက fashion designer မို့လို့ပြီးရင်ဥပမာကိုကဘိတ်ဆိုင်ဖွင့်ထားကွာဘိတ်နဲ့ပတ်သက်ပြီးတော့ပွဲရှိလို့ကိုကသွားပြီးတော့လေ့လာကျင်တာမျိုးပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေဆိုရင်အဆင်မပြေစရာမရှိဘူး B1 ရှောက်ပြီးတော့ကိုကအတိကဒီဥပမာပေါ့မှာ designer ဆိုရင်လဲကိုကဥမာ US ကနေပြီးတော့ဒီမှာ design school တခုကို online ကတက်နေရမျိုးတွေပါလည်းရှိမယ်ကွာဥပမာပေးရပါတော့အဲ့ဆိုရင်ကိုကအဲ့မှာရှိရ fashion ဘာပွဲပေါ့ fashion ဒီပွဲတခုကတက်ချင်တယ်ဆိုရင်အဲ့လိုမျိုးပေါ့နော်ကိုကဒီ reason ပေါ့နော်အဲ့လိုမျိုးကောင်းလေးတည်ဆောက်ပြီးတော့ B1 နဲ့အဲ့လိုမျိုးရှောက်လို့ရတယ်ပေါ့နော်နောက်ပြီးတော့ B2 ပေါ့နော် B2 ကတော့ tourist visa only ပေါ့ tourist ဆိုတဲ့အတိုင်းပဲခရီးသွားဖို့အတွက် visa ပေါ့ဆိုတော့ဒီ B2 က tourist visa အနေနဲ့ဆိုရင်ဘာတွေလုပ်လို့ရမလဲဆိုရင်ခရီးသွားခြင်း tourism and sightseeing ပေါ့နော်ပြီးရင်ကိုယ့်ရဲ့မိသားစုတကယ်ချင်းတွေစီကိုအလဲသွားတာပေါ့ဟိုမှာအကိုရှိမယ်အမရှိမယ်ဒါမှမဟုတ်ရင်မိဘတွေဆိုရင်ကိုသားသမီးရှိရသားသမီးစီကိုအလဲသွားမယ်ပြီးတော့ဒီဆေးဝါးကုသမှုခံယူရန်ပေါ့နော်
B2 အောင်မှာကိုကကျမရေးနဲ့ပတ်သက်ပြီးတော့ဈေးကူးခြင်းလို့မျိုးဆိုရင် B2 နဲ့ရှောက်ရမယ်ပြီးတော့ပညာရေးမဟုတ်တဲ့သင်တန်းတွေကိုတက်ရောက်မယ်ဥပမာကွာဥမာပကြီးဆွဲကျင်တာတို့ cooking class တင်ကျင်တာတို့ပြီးဥမာ photographer တွေဆိုရင်ဒီ photography နဲ့ပတ်သက်ပြီးတော့ short course တွေပေါ့တလားတိုင်နားတန်ဒီလိုမျိုးလေးတက်ချင်တာတို့အဲ့လိုမျိုးတွေဆိုရင်ကွာဒီ B2 tourist visa နဲ့အဆင်ပြေဆိုတော့ဒီ B1 နဲ့ B2 နဲ့ကိုကွာသူတခါတည်းမှာထုတ်ပေးရဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်မျိုးစလုံးကိုခွင့်ပြုတဲ့ဒီလုံးဆောင်မှုများကိုလည်းလုပ်လို့ရတယ်ကွာဥပမာဆိုလိုတာကB1 နဲ့ဆိုပေမဲ့ B2 ရဲ့အားတွေလည်းသွားလို့ရ B1 နဲ့ရှောက်ပြီးတော့ site စီးရင်သွားလို့ရတယ်ကွာဆိုတော့Bဒါပေမဲ့ B2 နဲ့ဆိုရင်တော့ကိုကဒီ business conference တွေဘာတွေကိုသွားပြီးတော့တက်တာမျိုးတော့ကိစ္စမရှိပြီမြဲဥမာရုံးတွေဘာတွေကိုသွားပြီးတော့ site စီးရင်သွားတာကြတော့နည်းနည်းတော့ကတ်သက်ချက်တော့ရှိမလားမသိဘူးပေါ့နော်ဒါပေမဲ့သူတို့ကcombo visa ဖြစ်တယ်ကွာလိုမျိုးသူအပြန်အလှန်ပေါ့ဘယ်ဟာနဲ့ပဲရကိုကျန်တဲ့ဟာတွေလည်းလုပ်လို့ရတယ်ပေါ့နော်ဆိုတော့နောက်ပြီးကြတော့ဒီ B1 B2 နဲ့ပတ်သက်ပြီးတော့အထွေထွေသိထားတဲ့အချက်တွေကတော့ဒီ B1 B2 နဲ့ US ကိုလာတာဆိုရင်သင်ကအလုပ်လုပ်ခွင့်မရှိဘူးဒီ visa အတွင်းမှာပေါ့နော်အလုပ်လုပ်ခွင့်မရှိဘူးပြီးတော့သတ်မှတ်ထားတဲ့အချိန်ကာလတိုင်းပဲနေလို့ရမယ်အဲ့ဟာကိုကြော်ပြီးတော့နေလို့လုံးဝမရဘူးပေါ့နော်တကယ်လို့တက်တန်းတိုးမယ်ဆိုရင်ဒီ basic visa ရဲ့အတွက်ကိုချင်းချက်အနေနဲ့တော့ရှိနိုင်တယ်ပေါ့နော်ဒါကျမအဲ့ကြောင်းတော့ကျမအသေးစိတ်တော့မပြောတော့ဘူးပေါ့နော်အဓိကတော့ဒီ video မှာ B1 နဲ့ B2 ပေါ့နော်ကိုက business နဲ့ US ကိုလာခြင်းနဲ့ဆိုရင်အဲ့နှစ်ခုကဘာကွာလဲဆိုတာကိုအရင်ဆုံးလေ့လာစီခြင်းနဲ့ပြီးတော့ဒီ agent တွေပြောတဲ့အတိုင်းပေါ့နော်အရင်ယုံပုံအပ်ပြီးတော့package နဲ့အဲ့လိုအပ်လိုက်ပြီးတော့ပေါ့နော်ကျမပုံပွင့်လင်းလင်းပြောရရင်တော့လိန်နာတွေလည်းအများကြီးပဲရှိရလို့ကြားရတယ်ပေါ့နော်ဒါကတော့ကိုတိုင်းနဲ့တွေ့ကြုံတာမဟုတ်ဘူးကြားသိရတဲ့လောက်ပြောရပါတော့အဲ့တော့ကွာUS ကိုတောင်လာမှာကွာကိုကဒီမှာတကယ်လို့ပေါ့နော်basic နဲ့လာပြီးတော့နောက်ပိုင်းရွယ်ချက်ကတော့ကို့အပိုင်းကွာထားပါတော့အခြေချဖို့လာရွယ်ချက်နဲ့ basic ရှောက်တာမျိုးဆိုရင်ဒီမှာကွာဘဝအစ်ကိုတောင်ပြန်ပြီးတော့စားရမှာအဲ့လိုမျိုးဆိုတော့ဒီကိုယ့်အကိုလည်းပေါ့နော် research လုပ်စီခြင်းနဲ့ဘာကြောင့်မို့လို့အလဲနဲ့ရှောက်မယ်ဆိုရင်လေအလဲကကိုနဲ့ဘယ်ဟာတင့်တော်မလဲပြီးွားရင်ကိုယ့်ရဲ့ background နဲ့ကိုက်ညီတဲ့ဟာမျိုးကိုကတေချာစဉ်းစားပြီးတော့ case study ကိုတီးဆောက်မယ်ဆိုရင်တော့အဆင်ပြေမှာပေါ့နော်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ကျမပေါ့နော်အခုဒီဟာကိုဒီဗီဒီယိုဘာလို့လုပ်လဲဆိုတော့တော်တော်များများကြည့်ပြီးတော့အဲ့ဒီ Facebook group တွေမှာအထူးသဖြင့်basic တွေရှောက်တယ်ပြီးအဆင်မပြေဘူးအဲ့လိုမျိုးပေါ့အများကြီးပဲကျမစိတ်မကောင်းဘူးအဲ့လိုမျိုး post တွေမြင်ဘယ်သူမှဆိုဒီ visa ရှောက်တယ်ဆိုရင် process ကပတ်စံနေအများကြီးပဲကုန်တယ်သူပြတဲ့ country မှာသွားပြီး interview သွားဝင်ရတာဆိုရင်ပို့ပြီးတော့မှကုန်ကြစိတ်ကများတယ်ပေါ့နော်အဲ့တော့ visa ဖြည့်တဲ့လူတိုင်းက visa အောင်စေချင်တယ်ကွာအဲ့ဒါကြောင့်မို့ပေါ့နော်ကိုယ့်အကိုတေချာစဉ်းစားပြီးတော့ကိုနဲ့ကိုင်းညီရဲ့ဒီ reason နဲ့ပေါ့နော်အဲ့လိုမျိုးရှောက်စေချင်တယ်ပေါ့နော်ဟုတ်ကဲ့ပါကျမဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ပေါ့နော်အကျိုးတစ်ခုခုရသွားမယ် idea တစ်ခုခုရသွားမယ်ဆိုရင်အများကြီးကျေနပ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ် see you